Hi guys ကျွန်တော်တို့ဒီနေ့တမန်လူမျိုးတွေအနေနဲ့ရိုးရာမပြတ်ကျွန်တော်တို့ပုံစံမပြတ်ပေါ့နော်အမြဲနှစ်စဉ်နှစ်တိုင်းဟိုးနှစ်ပေါင်းများစွာကလေးကနေပြီးတော့ကျင်းပခဲ့တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်ဒီပွဲတော်အကြောင်းကိုဒီနေ့ဘာကြောင့်ကျင်းပကြလဲဘယ်လိုပုံစံမျိုးတွေကျင်းပကြလဲဆိုတဲ့ဟာကိုအနည်းငယ်များမျှဝေပေးတော့ပါမယ်ပထမနေ့ကတော့ကျွန်တော်တို့ Bogi Festival ဖြစ်ပါတယ်ဒါကတော့ပြီးခဲ့တဲ့မနေ့ကပါဒီနေ့မှာဆိုလို့ရှိရင်အဓိကကျွန်တော်တို့ကစိတ်ဝိညာဉ်ကိုတန်ရှင်းတဲ့နေ့ဆိုပြီးတော့မှလည်းတင်စားခေါ်ဝေါ်ကြတာမျိုးရှိတယ်ဒီနေ့မှာဆိုလို့ရှိရင်အင်တန်ရှဲတွေလောက်ကြတယ်မလိုအပ်တဲ့ပစ္စည်းအဟောင်းတွေကိုစွန့်ပစ်ကြတယ်ပေါ့နော်ဒီကနေတစ်ဆင့်မှာကျွန်တော်တို့ဒီလာမယ့်နှစ်သက်အတွက်ကို ready ဖြစ်ပြီဆိုတော့ပုံစံမျိုးကိုပြသတယ်ဆိုပြီးတော့မှလည်းကျွန်တော်တို့ပြောလို့ရပါတယ်ဒီနေ့ကတော့အဓိကနေဖြစ်တဲ့တိုက်ပုံကောက်ကိုရောက်ရှိလို့လာပါပြီဒီနေ့မှာဆိုရင်ကျွန်တော်တို့အိုးအသစ်ထဲမှာဆန်ရယ်နွားနို့ရယ်ထညက်စတာတွေကိုထည့်ပြီးတော့မှစူအောင်ရှန်တဲ့အထီကိုကျွန်တော်တို့တည်ကြတာဖြစ်ပါတယ်သူဒီစူကြလာပြီဆိုလို့ရှင်တော့အကောင်လုံးကအိမ်တိုင်းရဆိုလို့ရှင်တော့ပုံကလေးပုံကလေးဆိုပြီးတော့မှကျွန်တော်တို့အော်ဟစ်ကြပါတယ်ဒါကအဓိကဆိုလို့ရှင်ကျွန်တော်တို့ဘဝမှာစီးပွားလက်လာပါတယ်ပျော်ရွှင်မှုတွေပေါ်ကျွယ်ဝပါစေဆိုတဲ့အတိတ်ပဲကိုစားပြုလို့ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှင်ကျွန်တော်တို့ဒါလောက်ရခြင်းအဓိကနောက်ထပ်ရည်ရွယ်ချက်တစ်ခုကကျွန်တော်တို့သီးနှံတွေကိုဖြစ်ထွန်းအောင်ကူညီပေးတဲ့နေမင်းကြီးကိုကျေးဇူးတင်ရလဲဖြစ်ပါတယ်အခုဆိုလို့ရှင်ဒါပုံကလေးလည်းဆူလို့လာပါပြီဒါဆိုလို့ရှင်ကျွန်တော်တို့ဖွင့်လိုက်ပါမယ်တတိယနေ့ကတော့ကျွန်တော်တို့ဒီလေယာလုပ်ငန်းမှာကျေးဇူးရှင်တွေဖြစ်ကြတယ်ကျွန်တော်တို့နွားတွေကိုကျေးဇူးတင်တဲ့နေ့ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှင်အဓိကတော့ကျွန်တော်တို့ဒီနွားတွေကဆိုလို့ရှင်လည်းဒီလေယာစိုက်ပျိုးရေးလုပ်ငန်းရဲ့မိသားစုဝင်တွေဆိုပြီးတော့မှလည်းကျွန်တော်တို့ပြောလို့ရတယ်အဓိကဒီနေ့မှာဆိုလို့ရှင်ကျွန်တော်တို့နွားတွေကိုရေချိုးပေးပြီးတော့မှဥကြိုတွေကိုတန်ရှင်းလုပ်ပေးပြီးတော့ဆေးတွေအမျိုးမျိုးချဲပြီးတော့အလှဆင်တာမျိုးတွေလည်းရှိတတ်ကြတယ်အဓိကကျတော့သူတို့ရဲ့ပင်ပန်းဆင်းရဲမှုတွေမပါဘူးဆိုလို့ရှင်လည်းဒီလိုကောက်ရိတ်သိမ်းမှုတွေဖြစ်လာမှာမဟုတ်ဘူးဆိုတော့အတိတ်ပဲနဲ့ဒါကိုဟိုးရှစ်နှစ်ပေါင်းများစွာကလေးကနေကျင်းပလာတဲ့တတိယမြောက်နေ့ပွဲတော်လေးပဲဖြစ်ပါတယ်ပုံကလနေ့ရဲ့နောက်ဆုံးပွဲတော်ဖြစ်တဲ့စရုပ်ထမြောက်နေ့ကတော့ကာနွန်ပုံကလပဲဖြစ်ပါတယ်ဒီကာနွန်ပုံကလဖြစ်တဲ့အတွက်ကြောင့်ဆွေမျိုးတွေအချင်းချင်းတွေ့ဆုံကြတယ်ဥပမာတငယ်ချင်းတွေကိုဆွေမျိုးချင်းချင်းတွားလဲတာမျိုးတွေအဲ့လိုမျိုးပြောပါကြတယ်ဒီလူမှုဆက်ဆံရေးပွဲတော်တစ်ခုဆိုပြီးတော့မှလည်းကျွန်တော်တို့ပြောလို့ရတယ်အဓိကဒီပွဲတော်မှာဆိုလို့ရှိရင်ဒီလိုမျိုးဆွေမျိုးတွေအချင်းချင်းပေါ့နော်တွားပြီးတော့တွေ့ကြတယ်ရင်းနှီးရှိကြတယ်ချစ်ခင်ရင်းနှီးရှိကြတယ်ပေါ့ဒီကနေတစ်ဆင့်မှာဘာကိုပြသလဲဆိုလို့ရှိရင်ဒီလိုမျိုးဆွယုံနဲ့စီလုံးညီညွတ်မှုရှိခြင်းကပဲကျွန်တော်တို့ကိုပို့ပြီးတော့ခိုင်မာစေတယ်ဆိုပြီးတော့မှတတိပေးလိုက်ရရောက်ပါတယ်ကိုကတမန်လူမျိုးဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပုံကလပွဲတော်ဟာကျေးဇူးပိတက်ခြင်းကိုမျှဝေခံစားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်ဆိုလို့ရှိရင်အကောလုံးပဲ Happy Pongal လို့ကျွန်တော်ဒီမှာဆုမွန်ကောင်းလဲတောင်းပေးချင်ပါတယ်အားလုံးပဲ Happy Pongal Inia Pongal Nalvaltakal